တင်းတိပါတလားတင်းအင်ကဖန်ခွက်တစ်ခွက်ထဲမှာပဲတင်းခနာကိုအစအဆုံးတန်ဆင်ပေးနိုင်တဲ့အစွမ်းထက်အစိတ်ဖြည့်စီတစ်မျိုးကိုဖန်တီးလို့ရတယ်ဆိုတာကိုလေချီယာစိတ်တစ်စွန်းကိုရေထဲထည့်ပြီး10မိနစ်လောက်စောင့်ကြည့်လိုက်ပါဒါဟာရိုးရိုးရေမဟုတ်တော့ပဲကဘာပေါ်မှာအစွမ်းထက်ဆုံးတဘာဝ detox ဖြိုရည်တကုံဖြစ်လာပါပြီချီယာစိတ်တွေကရေကိုစုပ်ယူလိုက်တဲ့အခါ mucilage လို့ခေါ်တဲ့ jelly လိုအငွတ်တွေဖြစ်လာပါတယ်ဒီ jelly တွေဟာတင်းရဲ့ဦးလန်းကြောင်းထဲကိုရောက်သွားတဲ့အခါမှာတော့နူးညံ့တဲ့ brush တစ်ခုလိုရောအလုတ်လောက်ပါတယ်ဦးမကြီးထဲမှာကန့်ညိနေတဲ့အညစ်အကြေးတွေနဲ့အစိတ်အတောက်တွေကိုတိုက်ချွတ်တန့်ဆင်းပေးပြီးဘိုက်ပွားဘိုက်ကဲတာတွေကိုချက်ချင်းတက်တာစေပါတယ်ဒါတင်မကတည်းပါကူတင်းကိုနာယီပေါင်းများစွာဘိုက်ပိအနီတလို့ခန်းစားစေမှာပါဒါဟာအစပဲရှိပါသေးတယ်ဒီအန်အောဖြော်ရည်ဟာသွေးတွင်းတကြားတက်ကိုထိန်းညှိပေးပြီးအချိုကြိုက်တဲ့စိတ်ကိုရှော့ချပေးပါတယ်ခန္ဓာကိုယ်ရဲ့ဇီဝကမအခြေစင်ကိုမြင့်တင်ပေးလို့အစီကြားဖို့အတွက်လည်းအထောက်အကူပြုသလိုအိုမီဂါ3ကျွယ်ဝစွာပါဝင်လို့နှလုံးကျန်းမာရေးကိုလည်းစောင့်ရှောက်ပေးပါတယ်ထူးခြားတာကတော့တင်းအသားအရည်ကိုအတွင်းပိုင်းကနေရှည်တာဖြည့်တင်းပြီးကြည်လင်ဝင်းပါလာစေတာပါပဲအခုတကယ်လူရှိကိုဖြောပြပါစေဒီဖြော်ရည်ထက်ကိုတန်ပူဤတချမ်းရဲ့အရည်ကိုညှစ်ချဲလိုက်မယ်ဆိုရင်တော့သူ့ရဲ့အစွမ်းကနှစ်ဆတက်သွားပါမည်တန်ပူဤမှာပါတဲ့ဗိုက်တာမင် C နဲ့ဓာတ်အိုးဆန်ကျင်ပစ္စည်းတွေကတင်းအသည်မှာရှိတဲ့အဆီတွေကိုလောင်ကျွမ်းစေပြီးအစာခြေစနစ်ကိုပိုမိုကောင်းမွန်စေပါတယ်ကိုယ်ခန္ဓာမှာရေဓာတ်စုနေတာတွေကိုရှော့ချပေးလို့အသားရည်ကပိုမိုတောက်ပပြီးကြီးလင်းလာမှာပါပြုတ်လက်နီးကအရန်လွယ်ပါတယ်ရေတဖန်ကွက်ထဲကိုချီယာစိကကျွန်းထဲပါ10မိနစ်ကနေ15မိနစ်အထိစိန်ထားပါပြီးရင်တန်ပူဤကချမ်းညစ်ထည့်ပြီးမနေ့တိုင်းအစာငင်တောက်ပေးရပါပဲဒီအတိုင်းလေး9ရက်လောက်ပဲလုပ်ကြည့်လိုက်ပါတင်းဘိုက်ကလေးကချက်ရက်လာမယ်အသားရည်ကပိုလန်းဆက်လာမယ်လူကလည်းအင်အားတွေပြီးဝလာတာကိုကိုယ်တိုင်ခံစားရမှာပါတဘာဝကပေးတဲ့လက်ဆောင်ကိုအခုပဲစတင်လိုက်ပါ